Okay အခုကျွန်တော်ပြောပြပေးမယ့်အကြောင်းကတော့ကျွန်တော်တို့ကွန်ပျူတာတစ်လုံးဝယ်တဲ့အခါမှာဘယ်လိုအချက်လက်တွေကိုသတိထားတင်လဲဘယ်လို certification တွေကိုသိထားတင်လဲဆိုတာကိုကျွန်တော်အခု sharing လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာတစ်လုံးဝယ်မယ့်အခါမှာအထိုင်အနေနဲ့ထားသုံးဖို့အတွက် desktop လားပေါ့ပပနဲ့တည်ဆောင်သွားလို့လည်းရမယ်ဘက်ထရီပါလို့ကားစီးမှဖြစ်ဖြစ်ကွန်ပျူတာထိုင်မှဖြစ်ဖြစ်အလုပ်လုပ်ရတဲ့ laptop မျိုးစားကိုဝယ်မှာလားဆိုတာကိုကျွန်တော်တို့ပထမဦးဆုံးစဉ်းစားဖို့လိုအပ်ပါတယ်အားလေးပြီးွားရင်တော့ကိုယ့်ရဲ့ကွန်ပျူတာမှာပါဝင်တဲ့ CPU မျိုးစားကဘာမျိုးစားလဲ speed ဘယ်လောက်နဲ့အလုပ်လုပ်နေလဲဆိုတာကိုကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်ပြီးရင် RAM မျိုးစားကရောဘာလဲ hard disk ကရောဘာမျိုးစားလဲပြီးရင် graphic card ကရောဘာမျိုးစားလဲဆိုတာကိုကျွန်တော်တို့ဒါသိရှိထားဖို့လိုအပ်ပါတယ်အဲ့လိုမျိုးသိရှိဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က one mouse ကိုဖွင့်ရပါမယ် one mouse ကိုဖွင့်ဖို့အတွက်ဆိုလို့ရှိရင် window key နဲ့ R နဲ့ကိုနှိပ်ရပါမယ်အဲ့တော့ one mouse လေးကြာလာပြီဆိုလို့ရှိရင် TSK MGR ဆိုရိုက်ထည့်ပြီးတော့ကျွန်တော်တို့ OK ကိုနှိပ်ရပါမယ်ဒီလိုမျိုး task manager လေးပေါ်လာပြီဆိုရင်တော့ task manager ရဲ့ performance မှာ CPU မျိုးစား RAM မျိုးစား hard disk မျိုးစား graphic မျိုးစားတွေကိုကျွန်တော်တို့ဒီမှာဝင်ကြည့်လို့ရပါမယ်အဲ့လိုဝင်ကြည့်ဖို့အတွက်ဆိုလို့ရှိရင် performance ဆိုတဲ့ tab တွေကိုကျွန်တော်တို့ဝင်ရမှာဖြစ်ပါတယ်performance tab တွေကိုရောက်ပြီဆိုလို့ရှိရင်ပထမအဆုံးတွေ့ရမယ့် CPU မျိုးစားကိုကျွန်တော်တို့ဒီမှာတွေ့ရှိနိုင်ပါတယ်ကျွန်တော်ရဲ့ဆက်မှာဆိုရင်တော့ CPU က i5 အသက်ကြံကိုအသုံးပြုထားတာဖြစ်ပါတယ် CPU မှာဆိုလို့ရှိရင်ဒီမှာ speed က 2.6 GHz နဲ့အလုပ်လုပ်နေတာဖြစ်ပါတယ်နောက်တစ်ခုက CPU ရဲ့ core တွေ logical processor တွေကိုဒီမှာလာပြီးတော့ဖော်ပြပေးထားပါတယ်အားလေးပြီးသွားရင်တော့နောက်တစ်ခုဖြစ်တဲ့ memory အမျိုးအစားကိုကျွန်တော်တို့ဒီမှာစစ်ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ဆက်မှာဆိုရင်တော့ memory က DDR3 4K ကိုအသုံးပြုထားတာဖြစ်ပါတယ် speed ကလည်း1600 MHz နဲ့အလုပ်လုပ်နေတာဖြစ်ပါတယ်။နောက်တစ်ခုဖြစ်တဲ့ slow use မှာဆိုလို့ရှိရင် one of 2ဆိုပြီးတော့လာပြီးတော့ပြနေတာဖြစ်ပါတယ်။ RAM နဲ့ချောင်းမှာတစ်ချောင်းကအသုံးပြုထားတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။အားလေးပြီးသွားရင်တော့နောက်တစ်ခုဖြစ်တဲ့ storage ကိုစစ်လို့ရပါတယ်။ storage မှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဆက်မှာ SSD 256GB ကိုအသုံးပြုထားတာဖြစ်ပါတယ်။ storage စစ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုဖြစ်တဲ့ graphic card မျိုးစားကိုဒီမှာစစ်ကြည့်လို့ရပါတယ်။ကျွန်တော်ရဲ့ဆက်မှာဆိုရင်တော့ graphic card က NVIDIA GeForce ကိုအသုံးပြုထားတာဖြစ်ပါတယ်။နောက်တစ်ခုကဒီ graphic card မှာဆိုရင်တော့ 2GB နဲ့အသုံးပြုလုပ်နေတာဖြစ်ပါတယ်။ဟုတ်ကိုယ့်ရဲ့ computer certification ကိုစစ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုဖြစ်တဲ့ကိုယ့်ရဲ့ဆက်မှာ license ပါမပါကိုဒီမှာစစ်ကြည့်လို့ရပါတယ်။ license ပါမပါစစ်ဖို့အတွက်ဆိုရင်တော့ search box မှာ CMD လို့ရိုက်ပြီးတော့ Windows Administrator နဲ့ဖွင့်ပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုး command box လေးကြားလာပြီဆိုရင်တော့ SLMGR space/DAI ဆိုတဲ့ command လေးကိုကျွန်တော်တို့တစ်ချက် run ပေးရမှာဖြစ်ပါတယ်။အဲ့လို command လေး run ပြီးသွားပြီဆိုရင်တော့ဒီလိုမျိုး license box လေးကြားလာမှာဖြစ်ပါတယ်။အခုလိုမျိုး box လေးကြားလာပြီဆိုရင်တော့ Windows Professional Edition မျိုးစားဆိုတာရယ် Windows license ဆိုတာရယ်ကိုယ့်ရဲ့ product key ရယ်တွေ့ပြီဆိုရင်ကိုယ့်ရဲ့ computer ဟာ license ပါပြီးသားဆိုတာကိုကျွန်တော်တို့သိနိုင်ပြီဖြစ်ပါတယ်။ Okay ကျွန်တော်အခုပြောပြပေးသွားတဲ့အချက်လက်တွေကိုလေ့လာသိရှိပြီးတော့ကွန်ပျူတာဝယ်တဲ့အခါမှာဘယ်လိုကွန်ပျူတာမျိုးစားကိုဝယ်သင့်လဲဘယ်လို certification ပါတဲ့ကွန်ပျူတာကိုဝယ်သင့်လဲဆိုတာကိုကျွန်တော်တို့စဉ်းစားချင်းပြီးတော့ဝယ်ယူနိုင်ပြီဖြစ်ပါတယ်အဲ့တော့အခုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နောက်ထပ်သင်ခန်းစာတွေကိုဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ပြီးတော့ဆုံပါမယ်